အားလုံးမင်္ဂလာပါတလောကဒီမတွေ့တာကြာပြီဖြစ်တယ်ကျွန်တော်မိတ်ဆွေတယောက်နဲ့ပြန်ဆုံဖြစ်တယ်သူကဒီအလောက်ကဒီဒီဇိုင်နာအလောက်ပေါ့မတွေ့တာလည်းတော်တော်လေးကြာပြီစကားတွေအများကြီးပြောပြနေသူ့အလုပ်ကြောင်းပြောပြတယ်ပေါ့ပြောပြတော့သူဒီနောက်ပိုင်းမှာဒီအလုပ်လုပ်ရတာတော်တော်လေးအဆင်ပြေတယ်အကြောင်းပေါ့သူအရင်တော့ဆိုရင်ဒီအလုပ်တစ်ခုရဖို့သူကဒီဘက်မှာ full time လုပ်တယ်ဒီဘက်မှာဒီ freelance လုပ်တယ် side project တွေရဖို့ခတ်တဲ့အကြောင်းပေါ့နော်သူကတခုဆိုရင်အလုပ်လုပ်ချင်သူလက်လိုက်ရှာရတယ်ဟိုလူအလုပ်ပေးပါအောင်ဒီလူအလုပ်ပေးပါအောင်သူလိုက်မိပြီးရှာတော့ဒီနောက်ပိုင်းကျတော့ပြောင်းသွားတယ်တဲ့ဟိုသူကရှာကြမလို့သူ့ကိုဒီအလုပ်ကလာရှာနေသူအတိမိတ်ဆွေတွေသူရှိတဲ့နှာတော်ကနေပြီးတော့ဒီဒီဇိုင်းနဲ့ပတ်သက်တဲ့အလုပ်တွေဆိုရင်သူ့ပဲလာအပ်တယ်လက်ရှိချိန်မှာသူကဒီလုပ်ငန်းကြီးတစ်ခုမှာဒီအချိန်ပြေးဝန်ထမ်းလုပ်နေဆိုတော့တစ်ဖက်မှာလည်းသူ့မှာဒီအချိန်မအားလောက်အောင်ပေါ့သူရဲ့ကိုယ်ပိုင်ချိန်မှာfreelance နေနဲ့သူလုပ်တယ်သူ့အတွက်အလုပ်ကလည်းကောင်းသလိုတစ်ဖက်မှာဝင်ငွေလည်းတော်တော်လေးအဆင်ပြေတယ်ပြည်တယ်ဆိုတော့သူနဲ့ကျွန်တော်နဲ့ပြောရင်းနဲ့ identity အကြောင်းပေါ့ကျွန်တော်လူတစ်ယောက်ရဲ့ identity personal identity အကြောင်းရပါလူတစ်ယောက်ကကိုယ့်ရဲ့ identity အရေးကြီးတယ်ပေါ့နော်ကိုယ်ဒီဘယ်လိုလူလဲဆိုတာရှင်းရှင်းလင်းလင်းရှိဖို့အရေးကြီးတယ်ကိုယ့်ရဲ့ဒီအလုပ်နဲ့ပတ်သက်လို့ identity ရှင်းရှင်းလင်းလင်းရှိတယ်ဆိုရင်တခြားသူတွေကလည်းကိုယ်ရှင်းရှင်းလင်းလင်းသိတယ်ဟောတခုခုကိုယ်နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အားသာချက်ကိုတခြားလူတွေကရှင်းရှင်းလင်းလင်းမြင်တယ်ပေါ့သူတို့ဒါမျိုးတစ်ခုလုပ်ပြီးဆိုရင်ဒါကိုယ်ပထမဆုံးပြည့်မြင်တဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးဖြစ်လာတယ်ဆိုတော့ကျွန်တော်ဒီ personal identity နောက်ဒီ professional identity ပေါ့နော်ဟိုဒါလည်းတော်တော်လေးအရေးကြီးတယ်။ကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်။ဥပမာဟိုကိုတွေ့ကြုံလေးတွေပြန်စဉ်းစားကြည့်လို့ရတယ်။ဥပမာဒီဓာတ်ပုံဗီဒီယိုလိုလို့ရှိရင်ဘယ်သူ့သွားသတိရလဲ။ဥပမာတစ်ခုခုကျွန်တော်တို့မွေးငါးစားခြင်းနေဆိုရင်ဘယ်ဆိုင်ုံသွားသတိရလဲ။ဘယ်သူလက်ရအောင်သွားပြီးသတိရလဲ။ဒါမှမဟုတ်ကျွန်တော်တို့ထားပါတော့နိဗ္ဗာန်နဲ့ပတ်သက်လို့အခုကြီးလုပ်ပြီးဆိုရင်ဘယ်သူ့သတိရလဲ။အစသဖြင့်တခါတည်းကျွန်တော်တို့ကထားပါတော့ဒီငွေကြီးတို့နောက်တိုးတက်ရေးတို့နဲ့ပတ်သက်လို့ဒီတိုင်ပင်ခြင်းနဲ့ဒါမှမဟုတ်လည်းတစ်ခုနားထောင်ခြင်းနဲ့ဆိုရင်ဘယ်သူသတိရလဲအစသဖြင့်ပြန်စဉ်းစားကြည့်လို့ရတယ်လူတစ်ယောက်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီ brand တစ်ခုခုကအမှတ်တစိတ်တစ်ခုခုကသူ့ရဲ့ identity ကဘယ်လောက်ရှင်းနေလဲပေါ့နော်သူ့ identity ကကိုယ့်အတွက်ရှင်းနေတယ်ဆိုရင်ကျွန်တော်တို့သူ့သွားပြီးသတိရတယ်ဆိုတော့ identity အရေးကြီးတယ် personal ပဲဖြစ်ဖြစ်ဒီ professional နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ identity ကိုရှင်းရှင်းလင်းလင်းတည်ဆောက်ထားမယ်ကိုယ့်ရဲ့အမှတ်တစိတ် branding ကိုတေချာလေးလုပ်ထားမယ်ဆိုရင်ကျွန်တော်ဒီအလုံးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒီ network နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်နောက်ဆုံးကျွန်တော်တို့ကဒီဆက်ပြီးရလာမယ်ဒီဝင်ငွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကျွန်တော် ACC လောက်ကင်သွားလို့ရတယ်ကိုယ့်အတွက်အခက်အခဲမရှိဘူးเนาะကျွန်တော် ACC ဖြတ်တန်းသွားလို့ရတယ်ဆိုတော့ဒီလိုဖြစ်ဖို့ဆိုရင်တော့ကျွန်တော်ကိုယ့်ရဲ့ identity ကိုတည်ဆောက်ထားဖို့လိုတယ်ထားပါတော့ခုနကျွန်တော်ရဲ့မိတ်ဆွေလိုပဲဟို design နဲ့ပတ်သက်လို့ကိုယ့်ရဲ့ identity ကိုကျွန်တော်တို့ကတည်ဆောက်ထားမလားမထားပါတော့ကျွန်တော်တို့ဒီ video နဲ့ပတ်သက်လို့ဒီ editing နဲ့ပတ်သက်လို့တည်ဆောက်ထားမလားဒါမှမဟုတ်တခြားအတတ်ပညာတွေကျွန်တော်အရောင်းပဲဖြစ်ဖြစ် marketing ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအနည်းပညာပဲဖြစ်ဖြစ်နောက်ဆုံးကျွန်တော်တို့ဒီ public speaking ပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့ဒီ professional နဲ့ပတ်သက်တဲ့ identity တခုတည်ဆောက်ထားဖို့အရေးကြီးတယ်အရေးကြီးတယ်ဆိုတော့လူတစ်ယောက်ကတော့ဒီမတူတဲ့အလုပ်တွေမတူတဲ့ profession တွေအလုပ်တာတွေတော့ရှိနိုင်တယ်ထားပါတော့ဒီဘက်မှာကျွန်တော်တို့ကဒီ video editing လုပ်ရင်းနဲ့တစ်ခါမှကျွန်တော်ဓာတ်ပုံရိုက်တဲ့ဟာတို့နောက်နည်းပညာပိုင်းဆိုင်ရာအလုပ်တာတို့ဘာတို့တစ်ခါတည်းကျွန်တော်အယောင်းတို့ဘာလို့စသဖြင့်လုပ်လို့ရလို့ကျွန်တော်လိုက်လို့ရင်းနဲ့ဒီအစုံလုံးမိတာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကိုဒီတစ်ခုခုမှတော့အနည်းဆုံးထူးချွန်နေဖို့လိုတယ်အထူးသဖြင့်တော့သူများတွေမှာမရှိနိုင်တဲ့အရာကိုယ်စိတ်မှာရှိနေတာကိုကျွမ်းကျင်တဲ့အရာကိုသူများလိုက်လို့မလွယ်တဲ့အခြေအနေတစ်ခုပေါ့နော်ဒီ mystery ခေါ်တာပေါ့ဒီတစ်ဖက်ကအဆင့်ထိကိုထူးချွန်ပေါက်မြောက်ထားမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ identity ကိုကျွန်တော်တိဆောက်ထားတာပဲဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအစုံတော့ဖြစ်နေတဲ့ဟိုကနည်းနည်းဒီကနည်းနည်းဒီကလည်းမရအောင်လားဆိုတော့နည်းနည်းရတယ်။ဟိုမှာထားပါတော့ကျွန်တော်စာရေးတာလည်းနည်းနည်းရတယ်။ကျွန်တော်ဈေးအောင်တာလည်းနည်းနည်းရတယ်။အနည်းပညာနဲ့ကလိလိုက်တာပဲ။ဟိုဒီဇိုင်းဆိုလည်းနည်းနည်းရနည်းနည်းလုံနေတဲ့အတွက်ကို့မှာဒီ identity crisis ဖြစ်လာတယ်။ကိုယ့်ရဲ့ဒီအမှတ်လက္ခဏာဘာမှမသိဘူးပေါ့နော်။ကိုဒီဘယ်ရမှာကျွမ်းကျင်တာလဲ။ဘယ်ရမှာထူးချွန်ပြောင်မြောက်တာလဲ။ဒါပေမဲ့ဒီလူကဘာအားသာချက်ရှိတာလဲသူများမသိတော့မသိရတဲ့အတွက်တခုဆိုတာနဲ့ကိုဒီရောပဲနော်ဘာကျွမ်းကျင်မှမသိဘာလဲအားသာမှမသိတဲ့ခါကြတော့ဒါကိုယ့်ရဲ့ဒီ identity မှာဒါပြဿနာရှိတယ်ဆိုတော့ကျွန်တော်တစ်ဖက်မှာကိုယ့်ရဲ့ဒီအလုံးနဲ့ပတ်သက်လို့ဝင်ငွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါတက်အောင်မှုအများကြီးရှိတယ်ပေါ့နော်ဆိုတော့ profession အများကြီးလုပ်လို့ရတယ်ဝါသနာပါတဲ့အလုပ်တွေအများကြီးရှောက်လို့ကြည့်လို့ရတယ်ဒါပေမဲ့ကိုဒီဘယ်ပိုင်းမှာထူးချွန်နေတာလဲကိုဘယ်လိုလူလဲနောက်ဘယ်ရမှာအားသာတာလဲဒါနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီ personal identity နောက်ထူးသဖြင့်ရေးကြည့်တာဒီ professional identity ပေါ့နော်ဒါကိုကျွန်တော်တို့တေချာလေးရှင်းရှင်းလင်းတိဆောက်ထားမယ်ဆိုရင်ကိုယ့်ရဲ့အလုံးနဲ့ဝင်ငွေဒီဘိုင်းမှာအကျိုးကျေးဇူးအများကြီးရနိုင်တယ်လို့ပြောလို့ရပါတယ်ငွေကြေးနဲ့ပတ်သက်လို့ထဲထဲဝင်ဖတ်ရှုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Master UMN ဒီနောက်ကျော်မှုတော်ငွေကြေးစီမံမှုပညာ
ဒီစာအုပ်တွေမှာလည်းဖတ်ရှုလေ့လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်